မှာမိုးကြောက်ပန်းကြောက်ကလေးရဲ့အစုံပေါ့နော်မိုးကြောက်ပန်းကြောက်ပဲလက်အားလုံးကြီးစိမ့်ပြီးသွားပြီ။မှာချက်သားရဲ့ငုံးရဲ့ဒီမှာထည့်ပြီးချက်ပါမယ်။ချက်သားကိုပြင်ထည့်ပြီးဒီတက်မယ်ပေါ့နော်။ဒါစားတဲ့တစ်ခုစားတယ်။ကဲမစီမဆိုင်အိုးလေးတစ်လုံးနဲ့မိတ်ဆက်ပြီးလိုက်အောင်တစ်တော်မှာရမ်းခစ်စားတယ်အိုးလေးဒါလေးကဒီတိုင်းနဲ့မကပ်ဘူးအိုးလေးရဲ့လုံးလုံးလေးချစ်စရာလေးစဒါလေးကိုမြေရုပ်ကောင်းထည့်ပြီးတော့စီတတ်မယ်ပေါ့နော်ကောင်းထည့်ပြီးတော့စီတတ်တော့ဟိုးဝါတာပေါ့နော်ကြာတယ်ဟင်းသားလေးကြာတယ်တက်ပြီးချက်ပါမယ်ရှင်ကျမကသားအတုံးလေးကိုမှကိုစားလိုက်ဆိုရောင်းတော့မဟုတ်ဘူးဆိုတော့ကျသားတုံးလေးလို့ကြီးကြီးလေးကိုကြိုက်ပါတယ်အဲ့ဒါလေးပြင်ငုံထည့်ပြီးစီတတ်မယ်နော်ပြင်ငုံလေးထည့်ပါရှင်ဒါလေးစီတတ်နေတာနော်ငုံလေးကျသားလေးစီတတ်ပြီးစီအနှစ်ကလေးဒီကျသားလေးကအနှစ်ကလေးဖြစ်မှာအယုတ်ကောင်းတာလေးကိုဟိုးရတာအနှစ်ကလေးဖြစ်မှာကျမစိန်ထားတဲ့ဟိုကြောက်ပန်းကြောက်ကိုထည့်မှာပေါ့နော်ဟိုကြောက်ပန်းကြောက်ရယ်ဒီမှာပန်းကြောက်ကလေးအဆိုးဝယ်နော်အရင်ကောင်းတယ်တွေ့လားရေ3တက်လောက်စီဒါလေးပဲလိတ်ပေါ့နော်ညှက်ထားတယ်ဒါဟိုကြောက်ပေါ့နော်ကျမပန်းကြောက်ကိုထည့်ပြီးတော့တ냐တော့မသိဘူးနော်ကြာတန်ကြက်မှာကျမဂျုံကြာတန်ကိုထည့်ပါတယ်ဒါလေးနည်းနည်းလေးထည့်နေအများကြီးရတယ်ပေါ့နော်အဲ့တော့ဂျုံကြာတန်လေးကိုထည့်တယ်ပဲလိတ်ပြလည်းအများကြီးပဲပေါ့နော်ကဲပြီးလို့ရှိရင်ကြက်သွန်လေးကိုဒီလိုလေးထည့်ချင်လို့ပေါ့နော်အလုံးသေးလေးမရှိဘူးဆိုတော့ဒါလေးကိုစိတ်ပြီးထည့်တယ်ကဲဒီမှာစီပြန်တော့မှာပေါ့နော်စီပြန်ရင်ကျမရေထည့်ဒါလေးစီတက်ပြီးစီပြန်သွားမယ်ဆိုရင်ရေထည့်တယ်ရေစုပြီးဆိုရင်ဒီကြာမိုးကြောက်ပန်းကြောက်ပြီးအားလုံးကိုထည့်သူစူသွားပြီးချကနေမှကြာတန်ကိုထည့်ပါမယ်ရှင်စားချုံမဝင်အောင်ဆိုပြီးတော့ကျမဒီပဲလိတ်ကြီးနည်းနည်းမာလေးရဲ့အတွက်ဒီလိုလေးထည့်ပြီးတော့လုံးလိုက်ပါတယ်နော်ပြီးလို့ရှိရင်မနူးလေးတက်တယ်နော်ပဲလိတ်ကြီးလုံးဝကဲဒါပြီးဒီလေးထည့်ပါမယ်ရှင်ချက်ပေါ်လေးတော့ထည့်ပြီးစူအောင်ထည့်လိုက်မယ်ပေါင်းလေးအောင်လိုက်ပါမယ်ရှင်ကိုရဆက်စရာစူပြီးပေါ့နော်စူရဲ့အချိန်မှာခုနစိန်ထားတဲ့ကြာတန်လေးတလူလေးဖြစ်ပြီပေါ့နော်အဲ့ဒါလေးကိုကျွန်မထည့်လိုက်ပါလို့ရှင်အဲ့ကြာတန်နည်းနည်းလေးနဲ့အများကြီးဖြစ်သွားတယ်ပေါ့နော်ဂျုံကြာတန်ဖြစ်တဲ့ကဲပြန်လာပြီးတော့ချင်းဆက်ဆက်ကလေးနဲ့စားခြင်းနဲ့ဆိုတော့ဘောနော်ဒါတန်ညာလေးညှစ်မယ်နန်းနန်းလေးနဲ့တန်ညာလေးနဲ့နန်းပင်လေးရဲ့ဘောနော်မျိုးကူးမှုဆက်ဆက်ကလေးနဲ့ဘောနော်တန်ညာလေးညှစ်နန်းနန်းလေးနဲ့မျိုးကူးဆက်ဆက်ကလေးနဲ့စားပါမယ်ရှင်စားကြပါဦးကဲခဏထားပြီးချပါမယ်နော်ဒီလိုလေးပါမှတ်ရှင်နော်ပြီးအကြတဲ့မကလေးပြောင်းသွားမယ်ပေါ့နော်ဟိုအလုံးမှာဖြစ်ကဲစားကြပါဦးရှင်ဒီကြတဲ့မကလေးနိုးပြီချက်တုံးလေးလည်းပြီးပြီဆိုရင်ပိတ်ပါတော့မယ်ကျေးဇူးတင်ပါတယ်ရှင်စားကြပါဦးရှင်